မင်္ဂလာနံနက်ခင်းမှာဒီနေ့အတွက်နေ့စဉ်ဝတ်ပြုခြင်းအစီအစဉ်လေးကိုဝေမျှပေးချင်ပါတယ်။ဖတ်ရှုရဲ့ကျမ်းချက်ကတော့ယောမဩရာစာခန်းကြီး7အငယ်1ကနေ73ဖြစ်ပါတယ်။ဒီနေ့ရဲ့ခေါင်းစဉ်ကတော့လျှက်တစ်ပြက်စစ်လိုက်ခြင်းဖြစ်ပါတယ်။ကျမ၏ရေပြားထုခုဆရာဝန်ကဥရေပြားကိုစစ်ဆေးနေစဉ်အံ့ဩစရာကောင်းသောစကားတစ်ခွန်းပြောခဲ့သည်။စန္ဒဆရာကအသက်ကိုကယ်ပေးလိုက်တာသိလား။သပင်ဆူနေတဲ့အချိန်မှာဥရေပြားကိုကြည့်ရတာပိုလွယ်ပါတယ်။သပင်ကိုခေါင်းလျှော်နေတဲ့အချိန်မှာစန္ဒဆရာကကင်ဆာအဖြစ်ပြောင်းသွားနိုင်တဲ့တစ်ခုခုကိုတွေ့သွားလို့သာကျမစီလူနာတွေရောက်လာပါတယ်ဟုရှင်းပြခဲ့သည်။ဆေးဘက်ဆိုင်ရာပံ့ပိုးသူများသည်ကျမတို့အကူအညီရဖို့မျှော်လင့်ထားသောသူများဖြစ်တော်လေ။ကျမ၏ဆရာဝန်ကတိမ်ငက်မျက်လုံးမျိုးရှိသည့်အလှပြုပြင်ပေးသူချို့ကိုဂုဏ်ပြုဖော်ပြပေးလိုက်သည်။အရေးပြားကင်ဆာအားရှာဖွေခြင်းမှာစန္ဒဆရာ၏အလုံးမဟုတ်တော့လေသူတို့၏လုပ်ငန်းထဲသူတို့ကိုသတိပြုမိစေရန်နှင့်တခုခုဖြစ်မိအရာအားဂရုတစိုက်ပြသရန်အထူးခွင့်ရေးဖြစ်စေသည်ကျမတို့အားလုံးသည်ကျမတို့ကျွမ်းကျင်ရာအသက်မွေးအလုံးမဟုတ်ဘဲအခြားသူများအားအစီခံနိုင်ကြပါသည်ဖျားသခင်ဂျေဇုတော်အားဖြင့်ကောင်းမွန်စွာအစီခံပြီးအသက်ကိုပင်ကယ်တင်ခြင်းသည်ကျမတို့တွင်ရှိနေပါသည်သို့တော့အခြားသူအားကူညီပေးဖို့အခွင့်အရေးကလက်လွတ်သွားနိုင်ပါသည်။လုံရိုးလုံစင်များနှင့်ပေါင်းသင်းဆက်ဆံရေးများကမိတ်ဆွေစစ်တပွဲကျမတို့ရှင်တန်ရာလောကကြီးရဲ့စမ်းကြဲသောပြဿနာများကိုတူဦးတဲ့ခံစားနေရသောတတိမမူမိစေအောင်နေသားကြနေစေပါသည်။ကျမတို့တတိထားမိပါကထိုရာသည်နှုတ်ဆရာတစ်ခုကောင်းသောမှုပြုရန်လုပ်ပိုင်ခွင့်ကိုတန်တရားဝင်ဖို့ချုပ်နှောင်ထားလိုက်စေဖို့ဖြစ်စီပါသည်။သို့သောနေ့တိုင်းဖျားသခင်ကသူ၏လက်ချေများဖြစ်ခွင့်ကိုပေးသည်ဆုတောင်းချက်အိုအဖအခြားသူအားယနေ့နေ့ရက်တိုင်းအစေခံနိုင်ရန်ခွန်အားပေးမူပါအာမင်အရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ